အဲ့လိုငါလည်းသူငါမိပါအမြဲငါတို့မကောင်းပြောတယ်ငါဂိမ်းဆော့လို့လည်းဆော့တယ်ပြောတယ်ဂိမ်းဆော့လည်းဂိမ်းဆော့လို့ပြောတယ်နော်ဂီတာတီးရောလည်းဂီတာတီးလို့ပြောတယ်ငါလည်းလူငယ်ပဲတည်ရမှာငါလည်းကံပြတ်ချင်တာကလို့ရှိရင်ဒါမှမဟုတ်အရင်ကအမြဲကာစီကာနေလို့ပြောတယ်ဟာပြီးတော့ဒီလားငါတကယ်ချင်းနဲ့ဆက်သွားခြင်းနဲ့မတော်ဘူးဆိုပြီးအမြဲပြောတယ်ငါကလူငယ်ပဲလူငယ်လူဒီလိုမြမှာပြီးတော့အမြဲတမ်းပြောဒီလိုပဲမဟုတ်ဘူး။ငါတို့ကိုစုနေဆိုတာငါတို့ကိုစုနေတယ်။ငါတို့မှာဆိုတော့စိတ်မပြေဆိုတာတွေကြီးတယ်။ပြီးတော့ငါတို့ကိုခုမှတော့ဒီမှာသားလေးတို့တားနေဆိုတာ။ဒီမှာမှသူခမန်လို့ရတဲ့အမြင်လေးကြားရမှာဆိုတဲ့အတွက်ကြောင့်မလို့မဖြစ်ခင်တည်းကသူတင်တာပဲပေါ်နေတယ်ငါတို့တွေကိုတားစီတာဖြစ်တယ်။ပြီးတော့မိမတို့ဆိုနေတာရွေးတိုက်ပြီးလုပ်ရဆိုတာလေ။ဒီကိစ္စတခုလုပ်တင်အောင်လုပ်တင်တာဆိုတာငါတို့မှာစဉ်းစားတင်တယ်။အဲ့ဒါကလည်းအဲ့ဒီအရာကိုလုပ်တင်အောင်လုပ်တင်တာဆိုတော့စဉ်းစားတင်တာပေါ့။ပြီးတော့ဒီမှာရငါတို့ဖြစ်နေနေတဲ့အချိန်ကြီးသူတို့ပြုစုဆောက်ရှောက်လာခဲ့ရတာအဲ့တော့ငါတို့ပုံကဒီလိုက်ဒီစပီကအများကြီးရှိတယ်ဟုတ်တယ်မလားငါသူပြောတာကိုဖတ်တယ်ငါမိမရငါတို့ကိုလည်းချစ်ပြီးတော့ကန်ဆိုင်တယ်ငါတို့ပြန်စဉ်းစားကြည့်လိုက်လို့ဆိုငါတို့တွေကိုမသွားနဲ့လို့ပြောနေတာတွေကလည်းငါတို့မိမရငါတို့တက်ပို့ပြီးတော့ပြဿနာတွေကိုရှင်းပြနေနိုင်တဲ့တက်တာမျိုးငါတို့တွေအနေနဲ့မရောက်အောင်သူကသူတွေကစတာနေတယ်နောက်ပြီးတော့ပြန်ပြီးတော့စဉ်းစားလိုက်လို့ဆိုငါမိမရငါတို့အမြဲတမ်းချစ်ပြီးတယ်နောက်ငါတို့ရဲ့နာမည်ကောင်းစားဖို့အတွက်လည်းအမြဲတမ်းစူးစမ်းနေတယ်နောက်ပြီးတော့တက်စားကြည့်လိုက်လို့ငါတို့ကလည်းစားဖို့တာကိုစားဖို့နဲ့ငါတို့ဒီညာလေးကအစားအစာတွေကအားလုံးတော်ဝင်ခါကြတယ်အခုငါတို့လည်းမှာနိုင်တယ်ငါတို့ခဏကလေးမှာဝင်နေတယ်ဟိုထားရဲ့ဝတ်ထားတယ်ဟိုထားရဲ့ဝတ်ထားတယ်ငါတို့ကလည်းငါတို့တက်ချစ်စီထားတယ်အားရတော့ကျစနာကြည့်လိုက်မယ်ဆိုရင်ငါတို့ကလည်းငါတို့ဘယ်လောက်ချစ်တယ်ဆိုတာကိုငါတို့တွေးမြင်နိုင်တယ်ငါနေတော့ပြောတော့ဘာလို့မခံဘူးငါရတဲ့ခါလေးငါတို့တော့နားမလဲငါတို့လူငယ်လေးတော်တော်လေးနေချင်တယ်တွားချင်တယ်စားချင်တယ်လာချင်စားချင်တယ်ဒါမှသူကမြင်နေငါတို့ထိချစ်ဖို့ကြိုးစားတယ်သူတို့ပြောတယ်မြင်နေအဲ့ဒါငါတို့ကောက်ဖို့တယ်ဒါပေမဲ့အဲ့ဒါငါတို့တော့စိတ်ကြည်မှုတစ်ခုလိုပဲမပြောနေတော့မှာဆက်စငါလူငယ်တွေကငါတို့ရှင်းတာနေတိကျခုလုံးပြပြရတာနေပြီဆိုလို့ရှိရင်ဟာငါတို့ခဏတည်းနားမလဲဘူးငါတို့ထိချစ်တယ်ပြောချင်တာရောရရမိဘတွေကငါတို့လို့ရှိရင်ဘာဖြစ်လဲဟိုကလည်းအတကူကြီးဟိုကကျွန်တော်တို့ပြန်ဆက်ပြရလို့ပြောချင်တယ်တို့ကောက်ဖက်ပြီးဆိုတော့ပြောတယ်နောက်ပြီးဒီခုကိုခက်ခဲတဲ့ဖြစ်ရမှာငါတို့ဒီဟာရှိရှိလို့တယ်ဟိုကလည်းရှိတယ်ကြလို့ရှိတယ်တိကျကျတော့မိဘတွေငါတို့ဒီတော့ခက်ခဲတဲ့ဖြစ်ရမှာမိဘတွေကငါတို့ဆန္ဒတွေကိုပုံလို့ဒီဟာဖြစ်စီလို့ပြောငါတို့လည်းပြည့်မဲ့ချုပ်သားနေရအောင်ဒီလေးမှမသိကြအဲ့ဒါကိုခါလေးတက်ရှိရင်ကြရင်တော့သာကိနေတယ်ကြရင်လောကမှာတော့ရှိလို့လည်းနေရတယ်လောကနာနေရဆိုတာဒီရဲ့မှာဒီကပတ်ဖြစ်နေတယ်အဲ့တော့ရှိတယ်လို့ဆိုရင်ကြရမောင်ဆက်ဆက်အောင်ခံရတယ်ဟုတ်တယ်ဆိုတော့ငါတို့လည်းခဏကိုအဲ့ငါတို့လည်းဒီသားတွေပြောတာအဲ့ဒါကိုငါတို့ခုလောကဆိုရင်သူတို့မှပြောလို့မရဘူးလားပြန်လာတဲ့ကူဖြစ်ပြီးတော့အိမ်မရလာပြီဆိုလို့ရှိရင်ငါတို့ကိုပဲပြစ်တင်ကြတယ်မရှိရဲ့အမားကိုလည်းလိုက်ပြီးတော့ပြစ်ပြောတယ်သူလည်းလူငယ်ပဲလူငယ်တဘာဝဘယ်လိုဖြစ်တယ်လဲဆိုတော့သူတို့ကကောင်းလို့မသိတယ်။ဘာလဲနောက်ပြင်သွားပြီဆိုလည်းသွားပြန်ပြီ။ဘုစားပြန်ပြီဆိုလည်းစားပြန်ပြီ။နေကသူတို့မျက်စိအောက်ကနေတော့ပြောင်းမခံနိုင်တော့တခါနေလူငယ်ပဲလွတ်လပ်နေစင်ပါတော့အဲ့ဒါပြည့်လားဘယ်လိုဒီမှာဆိုရင်သူတို့စတောင်းနေသူတို့မှကမှာဘာဖြစ်လဲဆိုတော့လူငယ်ရဲ့ဘက်မှာဆိုရင်သူကဥမာသူတို့ရဲ့စိတ်တော်ကိုဖြတ်တန်းနေရတယ်လူလက်စီရမယ်ဟိုပါနေပြောဟိုဒီတန်းထားတာတကယ်ကြီးနဲ့လမ်းပေါ်စကားပြောရစတူလို့သူတို့လောက်ဆောင်ရှင်လာကြဘာဖြစ်လဲဆိုတော့ဒီကာလအတော်တွေမှာလူငယ်တွေကအနေရလို့ပို့ပြောယူဆောင်ရတဲ့ကြပြီးတော့ဒီလက်မောင်းမျိုးစုံနဲ့ပြုမှုဆက်ဆံကြတယ်အဲ့လိုလုပ်တဲ့အပြင်မိဘတွေကသူတို့စီးတဲ့အဖြစ်ပေးတယ်ပြီးတော့တခြားသူတွေလည်းနှိုင်းရှင်ကြတယ်ဒါပေမဲ့အဲ့ဒါဆိုတော့လူငယ်တွေကထင်ကြတယ်နော်မိဘတွေကသူတို့မချစ်ဘူးသူတို့လည်းဆွဲဖို့မရှိဘူးလို့ထင်ကြတယ်အဲ့ဒါကြောင့်မလို့ပြဿနာတွေနဲ့အနေပေါက်မှုတွေကအများနဲ့လူကြီးတွေမိဘကြားထဲမှာမိဘတွေနဲ့လူငယ်ကြားထဲမှာဖြစ်ပေါ်တယ်အဲ့ဒါကြောင့်မလို့မိဘတွေကလည်းအရင်မဆိုးတဲ့လို့လူငယ်တွေခံစားကြလို့လည်းနားလည်ပေးနေတယ်ပြီးတော့လူကြီးတွေဘက်မှာဆိုရင်လည်းကြည့်မယ်ဆိုသူတို့ကလည်းစာမှုတွေအဆင်ပြေဖို့သူတို့စူးစမ်းပြီးတော့ရုံးမဲ့ရှာဖွေနေရတယ်ပြီးတော့တခြားသောပြဿနာတွေကလည်းသူတို့ဖြစ်
ပြင်မဲ့အောင်မှလူငယ်တွေကိုစုတဲ့အပြည့်တွေကြတယ်ဒါကဘာဖြစ်လို့လဲဆိုတော့လူငယ်တွေကိုလမ်းမမြောက်စေချင်လို့ပြီးတော့သူတို့ကိုပို့ပြီးတော့ပို့တော်ပြီးပို့ထက်မြက်စေချင်လို့ဖြစ်တယ်အဲ့ဒါကြောင့်မလို့လူငယ်တွေကလည်းငါတို့မိဘတွေကိုကူညီဆိုရင်တော့မိဘတွေကိုမနှောက်ယှက်တင်ပြီးတော့စိတ်ဒုက္ခလည်းမပေးချင်ဘာဖြစ်လို့ဆိုတော့ဥပမာတစ်ခုပြောရမယ်ဆိုရင်မိဘတွေလူကြီးတွေဆရာသမားတွေအကုန်လုံးဒီစိတ်တော်တက်ကွာထိတ်ချုပ်ဖို့တော့ဘယ်လောက်ခက်ခဲလဲဆိုတာသိကြတယ်အဲ့ဒါကြောင့်မလို့လူငယ်တွေကလည်းမိဘရဲ့ခံစားချက်ကိုနားလည်ပေးတယ်အမျိုးပြဿနာကြောင့်မလို့လူငယ်နဲ့လူကြီးတွေဖြစ်နေတဲ့ပြဿနာကိုရှင်းဖို့ဆိုရင်သူတို့အခြေအနေအရတူနဲ့တူနားလည်ပေးဖို့ပဲကျွန်တော်ကဒီအဖွဲပူတာပေါ့နော်ဒီအခုဒီဘိတ်မှာမိဘတွေကောင်းကြောင်းပြောတယ်မိဘတွေကောင်းကြောင်းပြောတယ်ပေါ့နော်အဲ့ဒါမိဘတွေကောင်းကြောင်းပြောတယ်ကျွန်တော်တို့ပေါ့နော်ဒီရင်ထဲခံစားချက်တွေနဲ့ဘေးပြင်ပေါင်းတာဖြစ်ပါလေတကယ်မိဘတွေကိုပြောချင်တဲ့အရာတွေပါရပေါ့နော်အဲ့တော့အမားကြီးပြောမိပါတယ်မိဘတွေကိုတောင်းပန်ချင်ပါတယ်လို့ကျွန်တော်ဒီအဖွဲပူတာပြောပြပါတယ်ပြီးတော့ဒီပေါ့နော်အခုကျွန်တော်တို့တော့အခုဒီလိုဝင်နိုင်စားနိုင်ပြောနိုင်နေနိုင်ဆိုနိုင်ဒီတန်းလေးတက်နိုင်အောင်လို့ဒီထောက်ပံ့ပေးတဲ့မိဘတွေကိုလည်းနော်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့မိဘတွေကကျွန်တော်တို့မောင်းနေဆိုတာသူများတွေချစ်လောက်ပဲရှိတယ်အဲ့တော့မိဘတွေကိုလည်းမောင်းတဲ့အထက်နဲ့ပါလို့ဒီအရင်ချစ်တဲ့အထက်မှာလည်းပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီဘိတ်တွေမှာလည်းဆုံးသက်ပါတယ်